Athana medan kathado Athana medan bhikkhave anawa kato Yambaru pakamena tathagatan siwita voropeya Anu pakamena bhikkhave tathagata parinibhayanti Edena tissa vosena tuthi me hodu tabada Edena tissa vosena tuthi te hondu tabada Athana medan bhikkhave anawakato Yambaru pakamena tathagatan siwita voropeya Anu pakamena bhikkhave tathagata parinibhayanti Edena tissa vosena tuthi me hodu tabada Edena tissa vosena tuthi te hondu tabada Athana medan bhikkhave anawakato Yambaru pakamena tathagatan siwita voropeya Anu pakamena bhikkhave tathagata parinibhayanti Edena tissa vosena tuthi me hodu tabada Edena tissa vosena tuthi te hondu tabada Phayashinမြည်သည်သူတစ်ပါးတို့လုံးလပယောကတပ်ဖြတ်တိုက်ခိုက်မှုကြောင့်ပရိနိဗ္ဗာန်ပြုရိုးတတ်တန်းကုန်ရိုးထုံးစံမရှိပေတတ်တန်းအစဉ်အတိုင်းတတ်တော်စဉ်အတိုင်းသာလျင်ပရိနိဗ္ဗာန်ပြုရိုးထုံးစံရှိပေ၏ဧတေနသစ္စာဝစေနဤမှန်ကန်သောသစ္စာစကားကြောင့်မေအကျွန်ုပ်အားတပ္ပဒါနေနေညညခတ်သိမ်းသောကာလတို့၌တုထိကိုယ်စိတ်နှဖျားဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းဖြာခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းတေတုံမာကံကုသိုလ်ချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောအလုံးသောတတ္တဝါအပေါင်းတို့အားလည်းပဲတပ္ပဒါနေနေညညခတ်သိမ်းသောကာလတို့၌တုထိကိုယ်စိတ်နှဖျားဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းဖြာခြင်းရှိကြကုန်သည်ဟွန်တုမုတ်ချမသွေဖြစ်နိုင်ကြပါစေကုန်သတည်း